မက်ဆီဖလားကျင်းပဖို့တရားဝင်ကြေညာလိုက်ပါပြီ။ဘောလုံးလောကရဲ့ပြန်ဖက်ကင်ကြေပွင့်လီယိုနယ်မက်ဆီဟာပထမအဆုံးအကြိမ်မက်ဆီဖလားမက်ဆီကပ်ကိုတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာအသက်16နှစ်အောက်လူငယ်ဘောလုံးသမားတွေအတွက်ရည်ရွယ်ပြီးကမ္ဘာအကြီးဆုံးကလပ်အသင်းကြီး8သင်းပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မက်ဆီရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Fight to Fight Rossi ကစီစဉ်တဲ့ဒီပြိုင်ပွဲဟာနောင်လာမဲ့မျိုးစစ်သစ်ဘောလုံးကြေပွင့်တွေကိုရှာဖွေဖော်ထုတ်ဖို့ရည်ရွယ်ထားပါတယ်။ပြိုင်ပွဲကို6ရက်ကြာကျင်းပသွားမှာဖြစ်ပြီးနောက်ဆုံးဗိုလ်လုပွဲကိုတော့အင်တာမီယာမီရဲ့ Chess အားကစားကွင်းမှာကျင်းပပြီးချန်ပီယံဆုရှင်ကိုဆုံးဖြတ်မှာဖြစ်ပါတယ်။မက်ဆီကသူ့ရဲ့ Instagram ကနေဒီသတင်းကိုနောက်ဆုံးတော့ပြောပြရလို့အရန်ဝမ်းသာပါတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီဇင်ဘာလမှာမီယာမြူမျိုးဟာကဘာတဝင်းကထိပ်တန်းကလပ်တွေတချို့ပါဝင်ပေမဲ့လူငယ်ဘောလုံးပြိုင်ပွဲအထူးပွဲစဉ်ကိုအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ဂိမ်းရဲ့အနာဂတ်အပြည့်အဝမြင်တွေ့ရမှာဖြစ်ပြီးဒါဟာပွဲစဉ်တွေထက်အများကြီးပိုပါတယ်။ကျွန်တော်တို့ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေအများကြီးနဲ့အမခန်းရက်အနေငယ်ကိုစီစဉ်ထားပါတယ်။ဒါကနောက်မျိုးစစ်အတွက်ပါပဲလို့မက်ဆီကပြောကြားခဲ့ပါတယ်။အင်တာမီယာမီအသင်းကလည်းဒီပြိုင်ပွဲဟာပြိုင်ပွဲတက်မဟုတ်ပဲအားကစားရင်းချင်းမှုနဲ့တီထွင်စမ်းသပ်မှုတွေကိုပေါင်းစည်းထားတဲ့ဓာတ်ရိုက်ပွဲစဉ်စီးရီးတစ်ခုနဲ့ digital platform တစ်ခုပါပဲ။သူ့ရဲ့ရည်ရွယ်ချက်ကတော့အားကစားသမားတွေရဲ့အနာဂတ်ကိုတည်ဆောက်ရမှာရည်ချတန်ဖိုးတာဖန်တီးပေးဖို့ဂိမ်းအပေါ်ဆရာထက်သန်မှုနဲ့ပေါင်းစည်းထားတဲ့အတိုင်းအဝန်တွေအတွက်ဒါအပြင်ဘောလုံးလောကရဲ့နောက်ထပ်အခန်းကဏ္ဍမှာစစ်မှန်ပြီးရည်ချတန်ပူပေါင်းဆောင်ရွက်မှုတွေကိုရှာဖွေနေတဲ့အမတ်တစိမ့်တွေကိုရည်ရွယ်ပါတယ်လို့ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒီအဖွင့်ပြိုင်ပွဲမှာအသက်16နှစ်အောက်အသင်းတွေပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပြီးတော့ထိပ်တန်းအသင်း8သင်းကပဲပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။နံပါတ်1အင်တာမီယာမီနံပါတ်2ဘာစီလိုနာနံပါတ်3ရီပါပလိတ်နံပါတ်4ချက်စီနံပါတ်5အင်တာမီလန်နံပါတ်6အတလက်တီကိုမက်ဒရစ်နံပါတ်9နယူးဝဲလ်အိုဘိုင်းစ်နံပါတ်8မန်ချက်စတာစီးတီတို့ဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုဒီဇင်ဘာလမှာကျင်းပသွားမှာဖြစ်ပြီးတော့မက်ဆီဖလားပွဲစဉ်မှာလူငယ်ကြေပွင့်လေးတွေရဲ့ဆွဲဆောင်ရည်တွေကိုစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။အခုလိုဘောလုံးသတင်းတွေကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Football Lover Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။